မျိုးကိုမမောင်ဟိုဒီနေ့အတွက်ရက်ပလင်းတော့မပေးရသေးဘူးနေပါစီမခင်မမရှင်ကျွန်တော်အရက်မတော့တော့ပါဘူးရှင်ဟိုကျမကိုစိတ်ဆိုးသွားလားကိုမမောင်ကျွန်တော်အရက်ပြတ်နေတာကြာလာပါပြီရှင်အရက်ပြတ်နေတာကြာပြီဟုတ်လားဟုတ်တယ်ဒီအိမ်ရောက်ပြီးတော့ကဒီရဲ့အကြာမှာကျွန်တော်ဖြတ်လိုက်ပါလေလေရှင်မခင်မမသတိမထားမိလို့ပါခင်ဗျားပေးခဲ့တဲ့အရက်ပလင်းတွေဟာအခုဆိုရင်တစ်တာတစ်လုံးနဲ့ပြည့်တော့မယ်လေဘယ်သူကများကိုမောင်မောင်ကိုအရက်သမားဘွားကချွတ်လိုက်တာလေဒီကက်တင်ရှင်မလေးမခင်မမပေါ့ဟုတ်တော့ကျမကချွတ်တာဟုတ်လားလောကကြီးမှာလူရမဝင်ပဲရက်သမားဘွားနဲ့ဇတ်သိရတော့မယ်ကျွန်တော်အခြေအနေကိုတစ်ဖြစ်လဲစေခဲ့တဲ့ညဟာမခင်မမနဲ့တခါနဲ့အတူတူအိတ်တဲ့ပထမအဆုံးညပါရှင်ထိမ့်သိမ့်ဆောင်စည်းရတဲ့ကိုကျင်တရားနဲ့မဖောက်ပြန်တဲ့သစ္စာတရားရှိတဲ့ခင်မမကိုကြည့်ပြီးတော့ကငါမိမတွေထဲမှာဖောက်ပြန်ဖြစ်စီတဲ့မိမတယောက်ကြောင့်အရက်နဲ့အသက်ဆက်ပြီးတော့ဘဝကိုအနစ်မွန်းခံနေပါလားဆိုတဲ့အသိနဲ့ရှက်လက်ရှက်မိပါတယ်ခင်မမကိုလေးစားမိပါတယ်ကိုငဲ့တဲ့အချိန်တွေကိုလည်းကျွန်တော်နိုင်မျောမိပါတယ်လေကျန်တဲ့အချိန်တွေကိုတိုင်းပြည်အတွက်အဖို့တန်တဲ့အလိုမျိုးကိုလုပ်ပြီးတော့ကဒီနေ့ကစပြီးတော့ကကျွန်တော်ကိုမခင်မမရဲ့အလုတ်ကနှုတ်ထွက်ခွင့်ပြုပါလို့ကျွန်တော်တောင်းပန်ပါတယ်ကိုမောင်သွားခြင်းတဲ့နေရာကိုကားယူသွားလေကျေးဇူးတင်ပါတယ်မခင်မမ